တောင်ကန်းရှိမှာရေလာကူးပါတယ်ရေလာကူးမဲ့သူကရေလာကူးမဲ့သူကဘယ်ပြောင်းနေလဲလိုက်ရှာနေတယ်အော်တွေ့ပြီပစိုးချုံပြီးအိမ်နေစနမ်ကလင်းကျင်မို့တဲ့ဆိုပြီးတော့မိမကတော့အတုမတန်နဲ့ယူလာတယ်ရေလုံးမြန်မြန်နေရောစနမ်ကလင်းလို့ရအောင်လို့ယူလာတယ်အုံသီးတွေရောအားရှိအောင်လို့ဆိုပြီးတော့3လုံးအမှ3လုံးမဓားပါဝယ်လာတယ်ဓားရောဒီကူးမဲ့ကောင်ကစောင်းချုံပြီးကန်းကျင်မှာအိတ်နေပါတယ်အိတ်ချင်တာတော့ကို့အခန်းမှာကိုအိတ်လို့ရတာကန်းကျင်မှာလာအိတ်တယ်ဟိုကတပ်ဖတ်တော်လို့ရတယ်နောက်တစ်ယောက်ရှိနေတယ်မထိုင်ငုံမှာထိုင်နေတဲ့တယောက်လေနေပူဇာလုံနေပါတယ်အိမ်ရှိမှထွက်ပြီးလဲနေပူဇာလုံလို့ရတော့ကန်းကျင်မှာလာပြီးနေပူဇာလုံနေကြတယ်နော်ဒီကလည်းခါနေကြအယူတွေပဲအဲ့လိုယူရတဲ့မှာကျမပါပါတယ်ကျမကဘာယူလဲဆိုတော့အဲ့ဒီတင်မိုးကြီးပေါ်မှာတက်စီးပြီးတော့ပျော်ပါချင်ပါတယ်တင်မိုးနိကပြတယ်နော်တင်မိုးနိကဆွဲလိုက်ပြီဝါမရှိတော့လည်းမူးပါကဲကြည့်မလာပြီးတော့လာအိတ်ကြပါနော်ဒီလိုမျိုးပဲလာအိတ်ကြနော်နောက်ဆုံးတော့ဖြာယူပြီးထွက်သွားပါပြီအကြီးလဲဝါတော့ရောကဲကြည့်မဖြာယူသားပြီစနောင်းကလေးယူသားပြီအမကြည့်အကြီးလဲဝါတော့ရောသူ့ကိုပြီးတော့ရိုင်းလို့တဲ့သူ့ကိုဟိုလဲပစိုးချုံပြီးတော့ကန်းကျင်မှာအိတ်မြေပြီးတော့လို့လေစိတ်ဆိုးပြီးတော့ကန်းကျင်မှာဖြာယူပြီးထွက်သွားပါပြီပြန်မလာတော့လားမသိဘူးအင်ကြီးလည်းမပါဘူးအဝေးထွက်သွားတယ်လက်အော်လည်းကြားမှာမဟုတ်တော့စက်ကြည့်ရတာပေါ့ဘလို့ရေကူးမလဲလို့ရေကဒီနေ့ကလေရေတော်တော်ကျတယ်ဒီလားအမှတိလားမဲလေးတွေဆိုတာအဲ့ဒါတဏ္ဍာကြောက်တန်းလေးတွေလေအောက်မှာကြောက်တုံးတွေရှိတယ်အဲ့ဒါရေကူးလို့မကောင်းဘူးအဲ့ဘလို့ရေကူးမလဲဟိုးဘက်မှာရှိနေပင်လေပြပြလေးရေပြနေတဲ့နေရာမှာတကယ်ရေလည်းနည်းနည်းနဲ့တယ်ရေကူးလို့ကောင်းတယ်ဘောနော်ဒီမှာရေက3ရောင်ဖြစ်နေတယ်အမရေမဲနေတဲ့နေရာအောက်မှာကြောက်တုံးလေးတွေရှိတယ်ခြေထောက်နဲ့နီးနေရလို့လက်နဲ့လို့ဆိုရင်အဆင်မပြေဘူးဖြာကိုခောက်ပါပြီအနီးကဆွဲကြည့်လိုက်ရအောင်နိုင်ငံခြားသားဖေးရနေချီနေတာနိုင်ငံခြားသားအရင်အားချနေရှိရတာဦးတော်နာသေးနိုင်ငံခြားသားသူပြားနဲ့အစင်းငိမ့်တော့ဘာအရင်အားချနေပါပြီအားချလာတာဒီကောင်ယူလို့ထင်နေလားမသိအဲ့ဒီတရားလက်ထဲဘာတွေကင်တာလဲမသိဘူးဖြာကိုခောက်ပါတယ်ပြီးပေါ်လို့ပေါ်ပါပြီတကယ်ကြမ်းသာကြည့်ပြီးရှိနေတော့တကယ်ယူလို့ပဲသူအဲ့ဖြာကိုမရမကလေးရအောင်ဝယ်လာစူပါချစ်ကနေပြီဟောကောင်စိတ်ပြတ်သွားပြီစတောင်းကလေးကြည့်မဲ့ကောင်ဟုတ်အဲ့ဒီကောင်လက်ထဲကဘာလဲမသိဘူးရေကူးဟွာဖက်နက်ရေကူးတဲ့ဖက်နက်ရေကနည်းနေတဲ့ခါကျကူးလို့မရဘူးသူကုန်းပေါ်ပြန်ထွက်သွားပြီနိုင်ငံခြားသားဒါပေမဲ့ तू ကလည်းအပီပြင်းလာတာနော်ဖက်နက်တွေရောဟိုစတောင်းကလေးကြည့်မဲ့ဟာတွေရော तू အပီပြင်းယူလာတာ तू ကတော့ပြန်ထွက်သွားပါပြီကျွန်မယောက်ျားတော့ဇွဲမလျှော့ဘူးမကြည့်နိကပြန်ဆွဲကြည့်မယ်ဖြာကိုခောက်ရောက်ရေကွင်းနဲ့အောက်ကိုခေါင်းအောင်လှုပ်ထားတယ်သူအောက်ကိုကြည့်ချင်တာနဲ့အဲ့ဒီမျက်မှန်ကလေအောက်မှာအရန်ကြည့်ရတိလားအဲ့ဒီရေငုပ်တဲ့မျက်မှန်ကလေဒါပေမဲ့အရာဝတ္ထုတွေကကြီးသွားတဲ့ခါကျတော့အဆင်မပြေဘူးဖြာငားလို့ရပါတယ်တစ်ခါငားရင်ဘတ်100ပါလို့